Assalamu alaikum wa rahmatullahi wa barakatuhu. Ana Aisha. Marhaban. Welcome from Learn Arabic Bami with Aisha. အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့လေ့လာရမယ့်သင်ခန်းစာလေးကတော့ Level 1 သင်ခန်းစာ7နိုင်ငံအခေါ်များပဲဖြစ်ပါတယ်ရှင်အထူးမေတ္တာရက်ခံချက်ဒီသင်ခန်းစာတွေဖြစ်မြောက်အောင်အချိန်လေးစ조사အထောက်မှုတွေအများကြီးနဲ့လုပ်ခဲ့ရတာဖြစ်တဲ့အတွက်ဒီဗီဒီယိုတွေကိုအခြားနေရာများမှာကူးယူဖော်ပြခြင်းမျိုးမလုပ်ကြဖို့မေတ္တာရက်ခံပါတယ်ရှင်Hiya လီနပတာသင်ခန်းစာလေးကိုစလိုက်ရအောင်ဂျပန်နိုင်ငံကိုအာရဘီလိုအလီယာဘန်ဂျပန်နိုင်ငံအလီယာဘန်တရုတ်နိုင်ငံတရုတ်နိုင်ငံကိုအာရဘီလိုအဆွင်းတရုတ်နိုင်ငံအိန္ဒိယနိုင်ငံကိုအာရဘီလိုအလဟင်းအိန္ဒိယနိုင်ငံဖိလစ်ပိုင်နိုင်ငံကိုအာရဘီလိုအလ်ဖိလစ်ပင်းဖိလစ်ပိုင်နိုင်ငံအာရဘီစကားပြောတတ်ဖို့ဆိုရင်အာရဘီစာဖတ်တတ်ဖို့ကလည်းအဓိကကျပါတယ်ရှင်ဒါမှအတန်တွက်တွေကိုမမှန်ကန်ထွက်တတ်မှာပါဒါကြောင့်အာရဘီစာမဖတ်တတ်တဲ့သူတွေအတွက်အာရဘီစာ 4K အခြေခံသင်တန်းတွေကို Asia Novelist Academy by Aisha မှာသင်တန်းတွေတက်လို့ရပါပြီရှင်ဖွင့်လှစ်ထားတဲ့သင်တန်းတွေကတော့ Modern Standard Arabic အာရဘီစာ 4K အခြေခံသင်တန်းOmani Arabic Dialect Oman အရက်3အာရဘီစကား 4K အခြေခံသင်တန်းတွေပဲဖြစ်ပါတယ်ရှင်Learn Arabic Bami with Aisha Facebook page နဲ့ Viber number 3999996511တို့မှာဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်အီရတ်နိုင်ငံကိုအာရဘီလိုအီရာကီနိုင်ငံအမေရိကန်နိုင်ငံကိုအာရဘီလိုအမေရိကဆွစ်ဇာလန်နိုင်ငံကိုအာရဘီလိုဆူဝိစရာဆွစ်ဇာလန်နိုင်ငံဂျာမနီနိုင်ငံကိုအာရဘီလိုအယ်မာနီးယားဂျာမနီနိုင်ငံအင်္ဂလန်နိုင်ငံကိုအာရဘီလိုအင်ကလ်တရာအင်္ဂလန်နိုင်ငံပြင်သစ်နိုင်ငံကိုအာရဘီလိုဖာရန်စာပြင်သစ်နိုင်ငံကူဝိတ်နိုင်ငံကိုအာရဘီလိုအယ်ကူဝိုက်တူကူဝိတ်နိုင်ငံအင်ဒိုနီးရှားနိုင်ငံကိုအာရဘီလိုအင်ဒိုနီးရှားနိုင်ငံUAE နိုင်ငံအာရပ်စော်ဘွားများပြည်ထောင်စုကိုအာရဘီလိုအယ်အီမာရာတုလ်မုတ္တဟီဒါတုလ်အာရဘီယာ
အာရဗ်စော်ဘွားများပြည်ထောင်စုအယ်အီမာရာတုလ်မုတ္တဟီဒတ်တုလ်အာရဘီယာအာရဗ်စော်ဘွားများပြည်ထောင်စုအယ်အီမာရာတုလ်မုတ္တဟီဒတ်တုလ်အာရဘီယာအာရဗ်စော်ဘွားများပြည်ထောင်စုကာတာနိုင်ငံကိုအာရဘီလိုကာတွတ်ကာတာနိုင်ငံအိုမန်နိုင်ငံကိုအာရဘီလိုအိုမန်နိုင်ငံလေ့ကျင့်ခန်းတစ်ကိုလေ့ကျင့်ကြည့်ရအောင်ဂျပန်နိုင်ငံအယ်ယာဘန်ဂျပန်နိုင်ငံအယ်ယာဘန်ဂျပန်နိုင်ငံအယ်ယာဘန်ဂျပန်နိုင်ငံတရုတ်နိုင်ငံအဆွင်းတရုတ်နိုင်ငံအဆွင်းတရုတ်နိုင်ငံအဆွင်းတရုတ်နိုင်ငံအိန္ဒိယနိုင်ငံအယ်ဟင်ဒအိန္ဒိယနိုင်ငံအယ်ဟင်ဒအိန္ဒိယနိုင်ငံအယ်ဟင်ဒအိန္ဒိယနိုင်ငံဖိလစ်ပိုင်နိုင်ငံအယ်ဖိလစ်ပင်ဖိလစ်ပိုင်နိုင်ငံအယ်ဖိလစ်ပင်ဖိလစ်ပိုင်နိုင်ငံအယ်ဖိလစ်ပင်ဖိလစ်ပိုင်နိုင်ငံအီရတ်နိုင်ငံအီရတ်နိုင်ငံအမေရိကန်နိုင်ငံအမေရိကနိုင်ငံအမေရိကန်နိုင်ငံအစနေစုကြည့်အောင်အယ်ယာဘန်ဂျပန်နိုင်ငံအဆွင်းတရုတ်နိုင်ငံအယ်ဟင်ဒအိန္ဒိယနိုင်ငံအယ်ဖိလစ်ပင်ဖိလစ်ပိုင်နိုင်ငံအီရတ်နိုင်ငံအမေရိကန်နိုင်ငံအယ်ယာဘန်ဂျပန်နိုင်ငံအဆွင်းတရုတ်နိုင်ငံအယ်ဟင်ဒအိန္ဒိယနိုင်ငံအယ်ဖိလစ်ပင်ဖိလစ်ပိုင်နိုင်ငံအီရတ်နိုင်ငံအမေရိကန်နိုင်ငံလေ့ကျင့်ခန်းနှစ်ကိုလေ့ကျင့်ကြည့်ရအောင်ဆွစ်ဇာလန်နိုင်ငံဆွစ်ဇာလန်နိုင်ငံဂျာမနီနိုင်ငံအယ်မာနီးယားဂျာမနီနိုင်ငံအင်္ဂလန်နိုင်ငံအင်္ဂလန်နိုင်ငံအင်္ဂလန်နိုင်ငံပြင်သစ်နိုင်ငံဖာရန်စပြင်သစ်နိုင်ငံကူဝိတ်နိုင်ငံအယ်ကူဝိုက်တုနိုင်ငံအင်ဒိုနီးရှားနိုင်ငံအစနေစုကြည့်အောင်ဆွစ်ဇာလန်နိုင်ငံအယ်မာနီးယားဂျာမနီနိုင်ငံအင်္ဂလန်နိုင်ငံဖာရန်စပြင်သစ်နိုင်ငံအယ်ကူဝိုက်တုကူဝိတ်နိုင်ငံအင်ဒိုနီးရှားနိုင်ငံဆွစ်ဇာလန်နိုင်ငံအယ်မာနီးယားဂျာမနီနိုင်ငံအင်္ဂလန်နိုင်ငံဖာရန်စပြင်သစ်နိုင်ငံအယ်ကူဝိုက်တုကူဝိတ်နိုင်ငံအင်ဒိုနီးရှားနိုင်ငံလေ့ကျင့်ခန်း၃ကိုလေ့ကျင့်ကြည့်ရအောင် UAE နိုင်ငံအာရဗ်စော်ဘွားများပြည်ထောင်စုအယ်အီမာရာတုလ်မုတ္တဟီဒတ်တုလ်အာရဘီယာအာရဗ်စော်ဘွားများပြည်ထောင်စုအယ်အီမာရာတုလ်မုတ္တဟီဒတ်တုလ်အာရဘီယာအာရဗ်စော်ဘွားများပြည်ထောင်စုအယ်အီမာရာတုလ်မုတ္တဟီဒတ်တုလ်အာရဘီယာအာရဗ်စော်ဘွားများပြည်ထောင်စုကာတာနိုင်ငံကိုအာရဘီလိုကာတွတ်ကာတာနိုင်ငံအိုမန်နိုင်ငံအစနေစုကြည့်ရအောင်အယ်အီမာရာတုလ်မုတ္တဟီဒတ်တုလ်အာရဘီယာအာရဗ်စော်ဘွားများပြည်ထောင်စုကာတာနိုင်ငံအိုမန်နိုင်ငံအယ်အီမာရာတုလ်မုတ္တဟီဒတ်တုလ်အာရဘီယာအာရဗ်စော်ဘွားများပြည်ထောင်စုကာတာနိုင်ငံအိုမန်နိုင်ငံ Congratulation သင်ခန်းစာ7ပြီးဆုံးသွားတဲ့အတွက်ဂုဏ်ယူပါတယ်ရှင်ဒီသင်ခန်းစာလေးကိုကြိုက်နှစ်သက်တယ်ဆိုရင် like subscribe share လေးလည်းလုပ်ပေးခဲ့ဖို့မမေ့ပါနဲ့နော်ဒီဗီဒီယိုကသင်အတွက်အကျိုးရှိစေတယ်ဆိုရင် comment လေးရေးပြီးအားပေးခဲ့ပါအောင်ရှင်ကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်သင်ခန်းစာတွေမှာပြန်ဆုံကြမယ်နော်